ပြန်လာတဲ့ပူးလောင်နေတယ်ဘာမှမတတ်နိုင်သူ့ရဲ့စိတ်ဓာတ်ဟာဘလောက်ယုံမာနေပြီလဲပိဿတို့စဉ်းစားကြည့်နော်အဲ့ဒီယုံမာမှုလေးကမကြခင်အကျိုးပေးတော့တယောက်ရှိတယ်ခွေးတွေနဲ့သားကောင်ရှာထွက်တယ်နေတိုင်းသူဒီအလုပ်ကိုလုပ်တယ်တနေ့တော့တိုးတဲကိုသွားရင်းနဲ့လမ်းမှာတပိတ်ပိုက်ပြီးတော့သင်္ကန်းယုံပြီးဆွမ်းကန်ကြွလာတဲ့ရဟန်းတော်တစ်ပါးနဲ့တွေ့တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲကြည်စမ်းသူများအိမ်ကိုသွားတောင်းတော့အင်မတန်ဘုံကံနေတဲ့လူသူများကြွေးမှစားရတာဝိထားတဲ့ဝိတွေကလည်းအဖာတွေအထေးတွေနဲ့မှန်တကူသင်္ကန်းနေမှာကိုဗျနော်အင်မတန်အထင်သေးတယ်ဒီလောက်ဘုံကံနေတဲ့သူယုံမာကိုတွေ့ရတာဒီနေ့တော့ငါသားကောင်တစ်ကောင်မှရမှာမဟုတ်ဘူးတဲ့ဒါသူစိတ်ထဲထင်းနေတာနော်အဲ့ဒီအထင်ကိုရင်ဝယ်ပိုက်ပြီးတော့တိုးတဲ့သွားတာတကယ်ပဲဗျာတိုက်ဆိုင်တဲ့သားကောင်တစ်ကောင်မှမရပိဋိတိုက်ဆိုင်တာနော်အဲ့ဒီတိုက်ဆိုင်တာအမှန်တရားလားမဟုတ်ပါဘူးဖြစ်တတ်အဲ့ဒါကို तू အမှန်တရားလို့ထင်တယ်အဲ့ဒီမို့ဆိုးကအဲ့ဒါနဲ့ငါဒီနေ့သားကောင်တစ်ကောင်မှမရတာအဲ့ဒီဘုံကံနေတဲ့လူယုံမာကြောင့်ပဲအဲ့ဒါစိတ်တွေတနေကုန်တူပြီးတော့သားကောင်မရဘဲနဲ့အိမ်ပြန်လာကံဆိုးကျင်တော့အဲ့ဒီယဟန်နဲ့အပြန်မှာထပ်တွေ့တဲ့အခါကျတော့ဒီလောက်ငါ့ကိုဒုက္ခပေးတဲ့လူသိရောပေါ့ဟိုကဒုက္ခပေးသလားမပေးပါဘူးအဲ့ဒါခွေးတွေနဲ့လိုက်ရှူးတိုက်တယ်ပြေးရတဲ့ယဟန်တော်ကတောင်းမှနဲ့မလုပ်ပါနဲ့တခါကြီးဒီလိုမလုပ်ပါနဲ့မရအဲ့ဒါနဲ့ယဟန်တော်ကလက်ခုပ်တစ်ပေါင်လောက်ထိတော့ငါတို့တက်ခွင့်ရှိတယ်ဆိုပြီးတော့လက်ခုပ်တစ်ပေါင်လောက်မြင်တဲ့တစ်ပင်ပေါ်ဥရဖားရတက်ပြေးရှီတော်နဲ့ချောင်းတွဲလောင်းကြဒီလိုပြေးလို့လွတ်ရိုးလားဆိုပြီးတော့မြားထန်တဲ့အောက်ကထိုးတခါကြီးဒီလိုမလုပ်သင့်ပါဘူးတောင်းမှန်တကူလုံးချွေးတွေပြန်လာတဲ့ပူးလောင်နေတယ်ဘာမှမတတ်နိုင်သူ့ရဲ့စိတ်ဓာတ်ဟာဘလောက်ယုံမာနေပြီလဲပိဿတို့စဉ်းစားကြည့်နော်အဲ့ဒီယုံမာမှုလေးကမကြခင်အကျိုးပေးတော့မှာမကြခင်ပေါက်ကွဲတော့မှာအဲ့ဒါလေးကအဲ့ဒါလို့သူဇိမ်ပြေးနေပြေးမကောင်းမှုဆိုတာလှုပ်ဆဲတော့ပြားရည်လို့ချိုတာပဲပြီးရင်တော့မီးလို့ပူတာပဲဗျနော်တခါကြီးမိုင်ညအဲ့ဒီမှာသူမြားတယ်နဲ့ထိုးအပေါ်ကယဟန်တော်ကတကူလုံးပူလောင်နေတာဆိုတော့အလှဲ့အပြောင်းကလေးကံကြမ္မာအလှဲ့အပြောင်းကလေးကယုံထားတဲ့အပေါ်ယံဧကတိကအောက်ကိုလျှော့ကျသွားတယ်မသိလိုက်အဲ့ဒါအောက်ကမြားတယ်နဲ့ထိုးနေတဲ့မုတ်ဆိုးရဲ့ခေါင်းပေါ်ကိုခြုံရပြီးသားကျအဲ့ဒါခွေးတွေကဝင်ကြိုက်တယ်ဗျာအဲ့ဒီမှာဘုံဘုံလေးဝင်ဆွဲကြကြိုက်ကြအဲ့ဒီမှာယဟန်တော်ကတစ်ကိုင်းကျိုးအချောက်တွေပါတွေချိုးပြီးတော့600အဲ့ဒီမှာခွေးတွေကငါတို့သခင်ကိုမျက်စိမှားပြီးတော့ကြိုက်မိပြီဆိုတိုးတဲ့ဝင်ပြေးကြအဲ့ဒါတစ်ပင်ပေါ်ကဆင်းပြီးယဟန်တော်ကသင်္ကန်းလှမ်းကြည့်တော့အသက်မရှိတော့သွေးတန်ရဲရဲနဲ့ပြေဆုံးနေပိဋိသိမ့်မကြလိုက်ဘူးနော်ဒိဋ္ဌဓမ္မဝေဒနိယကံအဲ့ဒီမှာယဟန်တော်ကသူတော်ကောင်းဆိုတော့ငါရဲ့သင်္ကန်းကြသွားလို့သူတရားရှာတာငါမှသီလမြန်းပျက်စီးရောသလားစဉ်းစားအဲ့ဒါနဲ့တပိတ်တီကြနေတာတွေကောက်ပြုတ်ပြီးတော့သင်္ကန်းယုံပြီးတော့မြတ်စွာဘုရားသည်ကြွသွားဟောတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီလိုဒီကြောင်းပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားချစ်တာတင့်မှာအပြစ်မရှိပါဘူးသီလဝိသုဒ္ဓိစင်ကြယ်ပါတယ်လေညာဘက်ကိုလေတိုက်တဲ့ဘက်ကိုလှည့်ပြီးတော့အင်မတန်နူးညံ့တဲ့မြူမုံတွေဖုံတွေကိုပြစ်ကျဲမယ်ဆိုရင်အဲ့ဒီလူရဲ့မျက်စိမျက်ခွက်ပေါ်ကိုပဲမြူမုံတွေဟာပြန်ကျလာလိမ့်နော်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မကောင်းတဲ့စေတနာစိတ်တွေကသူ့ကိုစီမံသွားတာအခုမှအဲ့ဒီမုတ်ဆိုးဟာဒီလိုမိုက်တာမဟုတ်ဘူးဟိုတုန်းကလည်းဒီလိုမိုက်ဖူးတာပဲဆိုပြီးဦးဇင်းတို့ဇတ်တော်တစ်ခုဟောသေးတယ်ဗျမြတ်စွာဘုရား